ဒီနေ့ကျောင်းစားတက်ချင်းတက်ရတဲ့မေဂျာကတင်ချာနှစ်ဆိုတာနှစ်နေတာလားနစ်နေတာလားမသိတဲ့ကျွန်တော်တို့ဟာထုံးစံအတိုင်း89လို့ဆရာကသူ့မေဂျာကိုသူစိတ်ဝင်စားတယ်လို့ကျွန်တော်တို့ကိုအရန်စိတ်ဝင်စားစေချင်တာတကယ်ကိုအားတုံခွန်ဆိုင်နဲ့တင်တာပါပဲ projector ဟာကြောက်တင်မုံပေါ်မှာအပြည့်ထိုးနေပြီးတစ်ခန်းလုံးကိုအမှောင်ချထားတယ်မောင်းနေတော့အိမ်မက်ကဘာတဲ့မရောက်အောင်ကိုမနှဲထိန်နေရတာပု္ပ္ပာပြီးသွားလို့မီးဖွင့်ပြီးကျွန်တော်လိုက်ကာသွားအဖွင့်မှာလိုက်ကာကိုဖြည်းဖြည်းချင်းဆွဲတင်လိုက်တဲ့အချိန်အမလေးလိုက်ကာရှိမှာမျက်လုံးကြီးဘာကြီးလဲပထမဒီလောက်ကြီးတဲ့မျက်လုံးကြီးကဘာကြီးလဲပေါ့နောက်မှခွေးရုပ်ကြီးရဲ့မျက်လုံးကြီးကျွန်တော်လန့်អော်လိုက်တော့ဆရာကပြေးလာတယ်ဟဲ့ဘာဖြစ်တာလဲတဲ့ထူးဆန်းအံ့ဩစွာပဲအဲ့ဒီအချိန်မှာမှန်တကားမှာခုနကမျက်လုံးကြီးမရှိတော့ဘူးဘာဆိုဘာမှကိုမရှိတော့တာဆရာဟဲ့မင်းအဲ့ချင်မှုတို့နဲ့ဘာတွေမြင်နေရတော့ရှောက်အောင်နေနဲ့ကွာသူများတွေနှောက်ရက်ဖြစ်တယ်ဘာမှမသိဆိုပြီးဆရာဟာစိတ်အေးလက်အေးနဲ့အနောက်လှည့်သွားပါတော့တယ်ကျွန်တော်လဲငါတကယ်ပဲတွေးလိုက်တာလားငါအိမ်ငိုက်နေလို့ကြောင်6ချားတွေဖြစ်နေတာလားမတွေးတော့ပါဘူးကိုယ့်အကူတော်ဘာဖြစ်သွားမှန်းမသိလိုက်ဘူးဒါမဲ့တေချာတာတခုကတော့မှန်တကားမှာဘာမှမရှိတော့တာပဲဒီလိုနဲ့ကျွန်တော်တို့ရင်းစားစင်းချိန်ရောက်လာတဲ့အခါမှာတော့ဆုနဲ့ကျောင်းသားတွေပြောနေကြတယ်ဟေးဒီစနီးဥယျာဉ်နားမှာအကျန်းဖက်တိုက်ခိုက်ခံရတာလို့ဓာတုပေဒပောက်ကွဲမှုဖြစ်တာလို့အဲ့ဒီအချိန်မှာပဲ breaking news ဆိုပြီးတော့တက်လာတယ်အဲ့ဒီအစိတ်တင်မှုကြောင့်လူတွေဟာယူတွတ်သွားတယ်လို့တယောက်နဲ့တယောက်လိုက်ပြီးကြိုက်ခဲနေကြတယ်လို့ကြိုက်ခဲပြီးတာနဲ့အဲ့ဒီဟာတွေကဖုတ်ကောင်နေလို့ပဲအကူဆက်ရမ်းမြန်းနေတာတွေလို့အခုတော့ထိမ့်ချုပ်လို့ရသွားပြီဆိုတဲ့အကြောင်းတွေပါပါတယ်။အော်အေးပေါ့လေဒါ Disneyland ကသူတို့ရဲ့ဇလန်းတစ်အတွက်ကြော်ညာအနေနဲ့ဖန်တီးတာဖြစ်လိမ့်မယ်။လို့ပဲကျွန်တော်ပေါ့ပါတွေးလိုက်တယ်။သမင်းစားပြီးကျွန်တော်ဒေးဗစ်နဲ့ခဏဘောလုံးကစားပါတယ်။ကျွန်တော်ကန်လိုက်တဲ့ဘောလုံးရောက်သွားတဲ့တစ်ပင်နာကိုကြည့်လိုက်တဲ့အချိန်မှာဘာကောင်ကြီးလဲအဲ့ဒါလူတော့မဟုတ်ဘူးဘာကြီးလဲမသိဘူးဒါနဲ့ကျွန်တော်ကဒေးဗစ်ကိုဟိုမှာကြည့်စမ်းအဲ့ဒါဘာကြီးလဲမင်းမြင်လိုက်လားဒေးဗစ်ကလှမ်းကြည့်တဲ့အချိန်မှာပဲအဲ့ဒီမဲတတန်ဟာတစ်ပင်အနောက်ကိုပြေးပြီးပုံလိုက်တယ်ဒေးဗစ်မမြင်တော့ဘူးပေါ့ငါတို့ဘာမှမတွေ့ပါဘူးမင်းဘာတွေ့လိုက်လို့လဲအေးကွာလူအရွယ်လောက်တော့ရှိတယ်ဒါပေမဲ့လူတော့မဟုတ်ဘူးဘာကြီးလဲတော့မသိဘူးငါတို့ရက်ကြည့်နေတာမင်းစိတ်ထင်တာဖြစ်မှာပါကဲလာအတန်းနဲ့ပြန်သွားကြရအောင်ကျွန်တော်လဲတေးချအောင်ထပ်ကြည့်လိုက်တယ်ဟုတ်တယ်အပင်နားမှာဘာဆိုဘာမှမရှိဘူးရှင်းလို့ငါမနေ့ကအိယာဝင်တာနောက်ကျလို့ပဲကြောင်6ချားဖြစ်နေတာလားမသိဘူးဒီနေ့တော့စောအိယာဝင်မှပဲသမင်းစားကြောင်းဆင်းပြီးပြန်တက်တဲ့မေဂျာကတော့အင်္ဂလိပ်စာပါဆရာမဟာရှိတ်စပီးယားရဲ့ဇလန်အကြောင်းကိုအသေးစိတ်တေချာပြောပြနေတယ်ဆရာမပြောနေတာကိုနားထောင်ရင်းနဲ့ပဲကျွန်တော်ပရင်းပေါက်ဖက်ကိုလှမ်းပြီးကြည့်လိုက်တယ်ဟိုက်တကြီးတရိုင်နဲ့လူအုပ်စုတစုကျွန်တော်တို့စီလာနေပြီငါအမြင်မားတာလားမဟုတ်ဘူးဒီတခါမဟုတ်ဘူးငါတကယ်မြင်နေတာဆရာမဟိုမှာကျွန်တော်လန့်ပြီးអော်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့အရန်နောက်ကျသွားပါပြီအဲ့ဒီလူတွေကကျွန်တော်တို့ကျောင်းဝင်းထဲကိုနေရန်အနှံ့ကိုရောက်နေကြပြီလေစပီကာကလည်းကျောင်းသားတွေခုံအောက်တွေမှာဝင်ပုန်းနေဖို့ဆရာမတွေအခန်းတကားတွေပိတ်ထားဖို့ကြော်ညာနေတယ်စက်တိုက်ကိုပြောနေတယ်ဆရာမဟာပြေးပြီးတကားကိုပိတ်ဖို့ကြိုးစားတယ်ဒါပေမဲ့လည်းသူတကားရှေ့ရောက်ချင်းမှာပဲတကားဟာဝုန်းကနေပွင့်သွားပြီးတကားရှေ့မှာဒီ
Disneyland နဲ့အကောင့်နေတကူလုံးမှလည်းသွေးတွေနဲ့သူတို့ကြည့်ရတာကြောက်စရာကောင်းလိုက်တာဘာဖြစ်တာလဲဘာဖြစ်ထားတာလဲဘာတွေဖြစ်နေကြတာလဲဆရာမဟာဘာမှတော့ပြောဖို့အချိန်မရလိုက်ပါဘူးရေးတယ်မေစီဟာသူချစ်တဲ့အကောင်လေးတွေဆိုပြီးပြေးဖက်မလို့အလုံးမှာဆရာမဟာ no တမီးသူတို့တွေပုံမှန်မဟုတ်ဘူးဆိုပြီးမေစီကိုဆောင်းတွန်းလိုက်တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီအကောင်တော့ကောင်ဟာဆရာမကိုအတင်းဆွဲခေါ်ထုတ်သွားကြတော့တယ်ကျောင်းဝင်းထဲကိုကြည့်လိုက်တော့လဲတခြား Disneyland ကအကောင်တွေအကုန်လုံးအဲ့လိုပဲတွေးတွေကိုရွှဲလို့ဒီအချိန်မှာပဲဝက်ချံပလပင်းနဲ့ကောင်လေးတယောက်ဟာပဒင်းပေါက်မှန်ကိုခွဲပြီးတက်လာတယ်သူ့လက်တွေကိုမှန်နေရှနေတာကိုလုံးဝသူဂယုမဆိုင်ဘူးအခန်းထဲရောက်ပြီးတာနဲ့သူဟာကျွန်တော်တို့စီတချိန်ထိုးပြေးလာတော့တာပဲပြေးကြဟေးနော်တို့ဟာအဲ့ဒီကောင်လေးရဲ့လက်ကလွတ်အောင်ခုံအောက်ကနေတခါတည်းဟိုဘက်အခန်းကိုထွက်ပြေးလာခဲ့ကြတယ်အဲ့ဒီအခန်းမှာဂူဖီတို့ဟာဆီယမရဲ့ကလေးစားတွေကိုစားနေတာဆီယမကအခုချိန်ထိအသက်ရှင်နေတော့မယ်ဘယ်တော့တောင်နာကျင်နေမလဲသူအော်တယ်ဘယ်သူကိုကြီးနိုင်မလဲကျွန်တော်တို့ဘာလုပ်အောင်လဲဆီယမရဲ့ခြေထောက်ကိုဆွဲဖို့စူးစမ်းတဲ့အချိန်မှာဆီယမကမဆွဲနဲ့တော့မင်းတို့ပြေးလို့အော်ရှာတယ်ဒါနဲ့ကျွန်တော်တို့လည်းစာကြည့်တိုက်ဘက်ကိုပြေးထွက်ခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲတင်ချာဆရာဟာသူ့ရုံးခန်းထဲကနေဝုန်းဆိုတကားဖွင့်လိုက်ပြီးကျွန်တော်တို့ကိုလှမ်းခေါ်လိုက်တယ်။ဟျောင်းနေလာတီကိုကျွန်တော်တို့အထက်လက်ရရောဆရာဟာတကားကိုခုံနဲ့တိတ်ချခုပြီးပိတ်လိုက်တယ်။ဆရာကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဆရာပြေးရမှာလားယင်အဲ့ဒီချိန်မှာဆရာဟာသူ့ရဲ့ laptop ကိုဖွင့်ပြီးတော့တမျိုးလုံးမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့ကိုပြတယ်။မထူးတော့ဘူးဟျောင်းနေငါတို့အပြင်ထွက်ရင်ဒီထက်မကပိုဆိုးလိုက်မယ်အဲ့တော့ဒီထဲမှာပဲနေရင်တင်ချလောက်ကြစို့ဗျာ